Gamer Cavalry ပို့ပြောရပြီး FA ငိုရမယ် Honor of King ရဲ့ Bond Feature Update မင်္ဂလာပါပရိသတ်ကြီးတွေဒီနေ့မှာတော့ Gamer Cavalry အတွက်သတင်းကောင်းရှိပါရီအဲ့ဒါကတော့ Honor of King မှာအသေးရောက်ရှိလာတော့မယ် Bond System အကြောင်းပါဒီ Bond System မှာဆိုရင်နှစ်ယောက်တွဲရှင်ပြန်ရမယ့် Game Mode အပြင်ကိုရီးစားလီနဲ့ဒါမှမဟုတ်ကိုဘော်ဒါတွေနဲ့ Connection ချိတ်လို့ရမယ့် Feature တွေလည်းပါဝင်လာမယ်လို့သိရပါရီရီးစားမရှိရင်လည်းမငိုပါနဲ့ Gamer တငယ်ချင်းချင်း Bond ချိတ်လို့ရမှာဖြစ်ပါရီGame Mode အသစ် Happy Plaza ကတော့ Cavalry Run မှာစီးထိုးလို့မရတော့အောင်လို့ 2 vs 2ကြိတ်လို့ရအောင်လုပ်ပြီးတာမျိုးလည်းဖြစ်နိုင်ပါရီဒါမှမဟုတ်စောမရှိဘဲမရှိ single လေးတွေအတွက်လည်းရီးစားရှာဖို့လုပ်ပြီးလိုက်တာလည်းဖြစ်နိုင်ပါရီဒီ feature တဲ့နဲ့အတူတူပဲတခြား reward တွေလည်းပါလာအောင်မယ်လို့သိထားရပါသေးတယ်2 vs 2 Game Mode Happy Plaza အကြောင်းကိုတော့ဗီဒီယိုတစ်ပုဒ်နဲ့အတူတူတင်ဆက်ပေးအောင်ပါကဲဒါဆိုရင်တော့ရီးစားရှိတဲ့ Cavalry တို့က in game မှာ robot ပြင်ထားလို့ရပြီဖြစ်ပြီးရီးစားမရှိတဲ့ညီကိုညီမတွေကတော့ရီးစားရှာဖို့ပြင်ဆင်ထားလို့ရပါပြီဒီနေ့သတင်းကောင်းပြောပြပေးတဲ့အစီအစဉ်လေးကတော့ဒီလောက်ပါပြီနောက်နေ့မှာမိုးအသေးရဲ့အသေးစိတ်ကိုတင်ဆက်ပေးပါဦးမယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ